ဒီကနေ့စကပြောသင်ခန်းစာပို့ချချက်ကဏ္ဍမှာတော့ဧည့်သည်လာတဲ့အခါပြောလေးရှိတဲ့ဝကြတိုလေးတွေကိုလေ့လာတော့မှာဖြစ်ပါတယ်ဘယ်သူနဲ့တွေ့ချင်လို့လဲခင်ဗျာ请问你找谁请问你找谁请问စာကျေးဇူးပြုရင်မေးပါရစေ请စာကျေးဇူးပြုရော问စာမေးမြန်းတာကျေးဇူးပြုပြီးမေးပါရစေအဲ့လိုပြောတာ你ခင်ဗျာက找စာရှာဖွေတာရှေးစာဘသူကိုရှာတာလဲဆိုတာဘသူနဲ့တွေ့မလို့လဲဘသူကိုလာတွေ့တာလဲအဲ့လိုပြောတာခင်ဗျာနော်ဟုတ်အဲ့တော့ဘသူနဲ့တွေ့ချင်လို့လဲခင်ဗျာ请问你找谁请问你找谁我来见你爸爸我来见你爸爸我စာကျွန်တော်နော်ငါက line စာလာတယ်ချင့်စာတွေ့ဆုံတာလာတွေ့တာပါတဲ့你စာခမ爸爸စာအဖေမင်းရဲ့အဖေပေါ့နော်ငါကမင်းအဖေနဲ့လာတွေ့တာပါ我来见你爸爸我来见你爸爸ဝေမာခမ请进请进请ဆိုတာကကျေးဇူးပြုပြီးတော့ချင့်စာဝင်တာကျေးဇူးပြုပြီးဝင်မာခမဒီလိုပြောတာ请进请进အိမ်ထဲမှာထိုင်မှာခမ请无理坐请无理坐请ဆိုတာကျေးဇူးပြုရင်ဝူးဆိုတာကအိမ်ကိုပြောတာနော်လီစာအထက်ဝူးလီစာအိမ်ထဲ坐စာထိုင်တာအိမ်ထဲမှာထိုင်မှာခမ请无理坐请无理坐ခဏစောင့်ပါခမ请等一下请等一下请ဆိုတာကျေးဇူးပြုရင်等စောင့်ဆိုင်နေဆိုတဲ့အဓိပ္ပာယ်နော်以下စာခဏလောက်တစ်ချက်လောက်အဲ့တော့等一下စာကြားဖို့လေးပဲခဏစောင့်နော်请ကျေးဇူးပြုပြီးတော့အဲ့တော့ခဏစောင့်ပါခမ请等一下请等一下အခုအဖေမရှိပါဘူး现在爸爸不在现在爸爸不在现在စာအခု爸爸စာအဖေ在စာတနေရာမှာရှိတာ不在စာမရှိဘူးပေါ့ဗျာနော်အခုအဖေမရှိပါဘူး现在爸爸不在现在爸爸不在သူရေချိုးနေတော့ဗျ他正在洗澡呢他正在洗澡呢他စာသူ正在စာနေတုံးနေစတစုံတစ်ခုလုံနေတုံးဆိုတဲ့အဓိပ္ပာယ်နော်洗澡ရေချိုးတာ呢ဆိုတာကလည်းဒီ正在ဆိုတဲ့စကားလုံးပါတဲ့ကြောင့်သူအားဖြည့်ပြီးတော့ထည့်ထားတဲ့စကားလုံးသူလည်းဒီဝက်ကြတယ်မှာဆိုနေတုံးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အားဖြည့်ပြီးသုံးတာတော့မထည့်လည်းရနော်ဟုတ်ထည့်ပြောလည်းရတယ်โอเคပြန်ပြောကြည့်အောင်သူရေချိုးနေတော့ဗျ他正在洗澡呢他正在洗澡呢ရေနွေးချမ်းတော့ပါခမ请喝茶请喝茶请စာကျေးဇူးပြုပြီးတော့တဲ့喝စာတောက်တာ茶စာရေနွေးချမ်းကိုပြောတာเนาะအဲ့တဲ့လိုက်ရေနွေးချမ်းနဲ့အဲ့ခံတာအဲ့တော့ကျေးဇူးပြုပြီးရေနွေးချမ်းတော့ပါ请喝茶请喝茶လက်ဖက်ရည်လားကော်ဖီလား奶茶还是咖啡奶茶还是咖啡奶茶ဆိုတာကလက်ဖက်ရည်ကိုပြောတာနိုင်ရဲ့အဓိပ္ပာယ်ကနွားနို့တို့ပါလို့ပေါ့နော်ခြာတစ်လုံးနဲ့ဆိုလို့ရှိရင်ဒါရည်နွေးချမ်းလက်ဖက်ချောင်းနဲ့တောက်တဲ့ရည်နွေးချမ်းခြာနိုင်ခြာလို့ပြောလိုက်လို့ကျန်ဒါနို့စီတို့တကြားတို့နဲ့ဖြော်တယ်လက်ဖက်ရည်ကိုပြောတာ咖啡စာ coffee ဟိုင်းရှစ်ဆိုတာကသို့မဟုတ်ဒါမှမဟုတ်လို့အဓိပ္ပာယ်ရတယ်သူကရွေးချယ်မှုပြတဲ့ပုံစံတွေမှာမိတယ်ဒီဟာလားပေါ့နော်အဲ့လိုပုံစံမျိုးဟုတ်ပြန်ပြီးတော့လေ့လာကြည့်အောင်奶茶还是咖啡奶茶还是咖啡သုံးဆောင်ပါခမ请用စာကျေးဇူးပြီးတော့用ဆိုတာကအသုံးပြုတာဗျဥပမာပစ္စည်းတွေဘာတွေကိုကင်တွဲအသုံးပြုတာပေါ့နော်အဲ့ဒါတွေကိုလည်း用လို့ပြောတယ်ဒါပေမဲ့စားတဲ့တောက်တယ်ဆိုတဲ့နေရာမှာတော့用ကသုံးဆောင်တယ်လို့ဘာသာပြန်တယ်ဥပမာ吃喝ဥပမာ吃စာစားတယ်喝စာတောက်တယ်အဲ့လိုမျိုးစကားလုံးကိုတိုက်ရိုက်ပြောတာတဲ့စာရင်ကျွန်တော်တို့စားပါတောက်ပါပြောတာတဲ့စာရင်သုံးဆောင်ပါဆိုတာပိုရင်ကြီးရဲ့လေအဲ့တဘောမျိုးပဲအဲ့ကြောင့်ကျွန်တော်တို့ဧည့်သည်ကိုစားပါခမတောက်ပါခမလို့မပြောတော့သုံးဆောင်ပါခမအဲ့လိုပြောတယ်请用ခ
ခမစကားမှာထားခဲလို့ရတယ်你可以留言你可以留言你ဆိုတာခမ可以ဆိုတာလုံနိုင်တယ်လုံလို့ရတယ်留言留言ဆိုတာကတော့သူပြောချင်တဲ့ message တွေကိုပေါ့နော်ကိုကိုမှာထားခဲ့ကိုကပြန်ပြောပြမယ်ဆိုတဲ့သဘောစကားမှာထားတယ်ပေါ့ leave the message ပေါ့နော်အဲ့လိုပုံစံမျိုးဟုတ်အဲ့တော့ခမစကားမှာထားခဲ့လို့ရပါတယ်你可以留言你可以留言ခမမှာဘာကိစ္စရှိလို့လဲ你有什么事你有什么事你ဆိုတာခမ有ကရှိတယ်什么ဆိုတာဘာလဲ是ကကိစ္စပေါ့နော်ခမမှာဘာကိစ္စရှိလို့လဲ你有什么事你有什么事ခဏနေမှာထပ်လာပါ一会儿再来吧一会儿再来吧一会儿ဆိုတာကတော့ကြာနေရင်ခဏကြာရင်လို့အဓိပ္ပာယ်ရတယ်在နောက်ထပ် line စာလာတာပါစာပါပေါ့နော်ဒီလိုမျိုးတိုက်တွန်းလိုက်တဲ့အခါတွေမှာသုံးတယ်နော်အဲ့တော့一会儿再来吧အဲ့မှာဒီစကလုံးကအတန်ထွက်ကအ一会儿လို့ကျွန်တော်ကဆိုတာဒါပေမဲ့သူ့ရဲ့အတန်တိုင်း一会儿လို့ဆိုလဲရတယ်သူကနှစ်မျိုးအတန်ထွက်တာပေါ့နော်一会儿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 အဲ့လိုနှစ်မျိုးအတန်ထွက်လို့ရတယ်နှစ်မျိုးလုံးမှန်တယ်ပေါ့နော်အစင်ပြေတယ်လို့ဖတ်လို့ရတယ်နော်သူ့အတိုင်းပဲဖတ်ရင်နော်一会儿一会儿နော်一会儿再来吧ဒါမှမဟုတ်ကျွန်တော်ကတော့一会儿再来吧ဒီလိုပဲဖတ်လေးရှိတယ်ပေါ့နော်ဟုတ်一会儿再来吧သူဟန်ဖုန်းကိုဆက်လို့ရပါတယ်可以打他的手机可以打他的手机可以ဆိုတာကလုံနိုင်တယ်လုံလို့ရတယ်လို့ပြောတာပါတာဆိုတာကဖုန်းဆက်တာတွေမှာသုံးတယ်ပေါ့တာကတော့အဓိပ္ပာယ်တွေအများကြီးပဲပေါ့နော်ဥပမာ打电话打手机အဲ့တော့手机ဆိုတာဟန်ဖုန်းလေ打电话လို့ပြောလို့ရတယ်ဒါမှမဟုတ်打手机လို့ပြောလို့ရတယ်ဥပမာ他的ဆိုတာသူ့ရဲ့ပေါ့နော်သူ့ရဲ့ဟန်ဖုန်းသူ့ရဲ့ဟန်ဖုန်းအဲ့လိုပြော他的手机打ဆိုတာဆက်တာအဲ့တော့可以လို့ရတယ်အဲ့တော့သူဟန်ဖုန်းကိုဆက်လိုက်လို့ရတယ်可以打他的手机可以打他的手机ဟန်ဖုန်းနံပါတ်တီလာ知不知道手机号码知不知道手机号码အဲ့တော့知道ဆိုတာတည်တယ်ကျွန်တော်တို့ကဒီမှာအဟုတ်အငင်းမေကွန်သုံးထားတာပေါ့နော်အဟုတ်အငင်းသုံးရင်တရုတ်တရားတရုတ်စကားပြောပုံစံတွေကမေကွန်ဖြစ်တယ်ပေါ့နော်အမှန်တော့知道不知道တည်တယ်မတည်ဘူးဆိုတာတည်လားမတည်လားအဲ့လိုပြောတာ知道不知道ဒါပေမဲ့အဟုတ်ပုံစံထဲမှာကြာကျွန်တော်တို့ရှေ့ဆုံးတက်တန်ပဲပြောလို့ရှိရဒါကြောင့်မို့知道လို့မပြောဘဲနဲ့知不知道အဲ့လိုပြောတာ知不知道တည်ပါသလားတဲ့手机စာဟန်ဖုန်း号码စာနံပါတ်ဟန်ဖုန်းနံပါတ်တည်ရလား知不知道手机号码知不知道手机号码ဒါကသူ့ရဲ့ဟန်ဖုန်းနံပါတ်ပါ这是他的手机号码这是他的手机号码这ဆိုတာဒါဒီဟာရှစ်ကဖြစ်ပါတယ်他的ဆိုတာသူ့ရဲ့手机ဟန်ဖုန်း号码ဆိုတာနံပါတ်ဒါကသူ့ရဲ့ဟန်ဖုန်းနံပါတ်ပါ这是他的手机号码这是他的手机号码သူခုလေးနေအပြင်သွားပြီ他刚出门了他刚出门了他စာသူ刚စာခုလေးနေ刚ဟုတ်ပြီနော်出门出စာထွက်တာ门စာတကားအိမ်ရဲ့တကားတွေကိုပြောတာအဲ့တော့အိမ်ရဲ့တကားထွက်သွားတာအမှန်တော့အပြင်သွားတယ်လို့ပြောတာ出门အတွဲလိုက်သုံးတာပေါ့နော်ဟုတ်လက်စာပြီးပြောတဲ့အချိန်မှာအဲ့လိုဖြစ်သွားပြီလုတ်ပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်နော်သူကအပြင်ထွက်သွားပြီခုလေးတင်အပြင်ထွက်သွားပြီ他刚出门了他刚出门了ငါစီကိုသူ့ဖုန်းဆက်ခိုင်းလိုက်ပါ叫他给我打电话叫他给我打电话叫ဆိုတာကခိုင်းစေတယ်တခုကိုလှုပ်စေတယ်ဆိုတဲ့သဘောပေါ့နော်ထားစာသူ့ကိုတဲ့အဲ့လိုလှုပ်ခိုင်းလိုက်ပါတဲ့ဘယ်လိုလှုပ်ခိုင်းလိုက်မလဲဆိုတော့给我ဆိုတာငါကို给ဆိုတာကကျွန်တော်တို့ verb အနေနဲ့သုံးရင်ပေးတယ်လို့အဓိပ္ပာယ်ရတယ်ဒီမှာ we verb အနေနဲ့သုံးတာကိုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်给我ဆိုတာငါကိုငါစီကို打电话ဆိုတာဖုန်းဆက်တာနော်အဲ့တော့ငါစီကိုသူ့ကိုဖုန်းဆက်ခိုင်းလိုက်ပါ叫他给我打电话叫他给我打电话ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ